အကြောင်းတွေဇလန်းတွေတက်သေးတွေကိုပြောမယ်ဆိုလို့ရှိရင်ပြောလို့မကုန်နိုင်ဘူးဟုတ်ရဲ့လားဒါကြောင့်အဲ့ဒါတွေကိုဦးဇင်းတို့အကျေတုံးကမပြောတော့ဘဲနဲ့အဓိကကြတဲ့အချက်လက်လေးတွေကိုပါသိခြင်းလို့ဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့အခု၃ချက်ပြောပြီးသွားပြီသားသမီးတွေရဲ့ပုံမှာမိဘတွေဟာအင်မတန်ကျေးဇူးများပါတယ်မေတ္တာစေတနာသိကြီးပါတယ်ကျွေးသဘောအမျိုးအနေနဲ့တောင်ရှိနေတယ်ဒါကြောင့်သူတော်ကောင်းမှန်လို့ရှိရင်စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူမှန်ရင်မိဘရဲ့ကျေးဇူးကိုဘယ်တော့မှမျက်ကွယ်မပြုတ်ပါဘူးဒါကြောင့်ကျေးဇူးဆက်ပါတယ်ဆိုတဲ့အကြောင်းဒါလည်းပြောပြီးသွားပြီဟုတ်လားအဲ့လိုကျေးဇူးတရားတွေကိုသိမြင်နားလည်ပြီးတော့ကျေးဇူးဆက်တဲ့နယ်ဆိုတဲ့အမြင်ရှိလာပြီဆိုရင်ဒီအမြင်ကတော့လူတိုင်းရှိပြီးသားဖြစ်မယ်ထင်ပါတယ်ဟုတ်ရဲ့လားအဲ့တော့ကျေးဇူးတရားကိုဘယ်လိုဆက်ကြမလဲဆိုတာကိုဆက်ပြောအောင်နော်ဘိသိက်ဘယ်လိုဆက်ကြမလဲနော်အကြံဉာဏ်အဖြစ်တော့အစာရည်စားအဝတ်အနေအထိုင်ဟုတ်လားပြုစုလှုပ်ကြွေးခြင်းခြေစုပ်လက်နဲ့ပြုခြင်းနေမကောင်းထိုင်မကောင်းရှိရင်ဆေးဝါးဖြင့်ပြုစုခြင်းနော်နှုတ်ရဲ့ချိုးသားတဲ့သဘောအေးချမ်းတဲ့မေတ္တာအဲ့ဒါတွေနဲ့မိဘရဲ့အပေါ်မှာပြုစုလှုပ်ကြွေးရမယ်ဆိုတာတော့ပိဿပေါင်းတော်ကောင်းတို့အကြံဉာဏ်သိကြတယ်ဟုတ်ရဲ့လားအဲ့ဒါကပစ္စည်းဝတ္ထုဖြင့်လောကီလိုကျေးဇူးဆက်တဲ့နေလို့အတူတူပြောကြပါစို့အဲ့ဒါလောက်ရမှာပဲနော်တခါကြီးမိုင်းများအဲ့ဒီနေရာမှာဦးဇင်းတို့တစ်ချက်သတိပေးနေတာကတော့မိဘတွေကိုတချို့ကမိဘတွေကပြည်လဲနေတာပဲမိဘတွေမှာအဆင်ပြေးနေတာပဲဆိုရင်သားသမီးတွေကသိပ်ပြီးတော့ကျွေးရမှမသိဘူးအဝတ်ပေးရမှမသိဘူးခြေစုပ်လက်နဲ့ပြုတ်ပေးရမှမသိဘူးဟောစဉ်းစားကြည့်နော်မိဘနဲ့အိမ်ကိုနဲ့အိမ်ခွဲနေတယ်မိဘတွေကလည်းအရွယ်ရှိသေးတယ်ဆိုတော့သူတို့လည်းသူတို့စီဝါသူတို့လှုပ်ဟုတ်လားကျဉ်းကျဉ်းမာမာနဲ့ဒီလိုတော်လာလာရှိနေတယ်ဆိုရင်သားသမီးတွေကမိဘတွေကိုအဲ့ဒီအချိန်မှာဘာပြန်လှုပ်ပေးတော့ဘာမှလှုပ်မပေးတာပဲများတယ်သူတို့လည်းသူတို့ရှာစားနေတယ်အဲ့တော့ဦးဇင်းကတခါလေးစဉ်းစားကြည့်တယ်တချို့သားသမီးတွေကမိဘတွေကိုကျွေးမွေးဖို့အတွက်မိဘတွေကအင်မတန်နွမ်းပါတဲ့ငတ်မွတ်တဲ့အဆင့်ထိရောက်အောင်မြန်သူတို့စောင့်နေကြသလားမသိဘူးလို့အဲ့ဒါကိုလည်းဦးဇင်းကစဉ်းစားကြည့်တယ်နော်ကိုကလှုပ်ကြွေးတဲ့အခြေအနေရောက်အောင်မိဘတွေကအဆင်မပြေဖြစ်ပေးရမယ့်အနေအထားမျိုးမှန်ရှိနေသလားမသိဘူးငါလှုပ်ကြွေးရအောင်မိဘတွေအဆင်မပြေဖြစ်မှလှုပ်ကြွေးမယ်ဆိုတော့တော်တော်ဆိုးတာပေါ့ဟုတ်ရဲ့လားအဲ့လိုမျိုးဖြစ်တဲ့သလားမဖြစ်တဲ့ဘူးနော်သူကျမ်းမာရေးကောင်းတယ်ဆိုရင်လည်းသွားပြီးတော့နှိပ်ပေးတာမျိုးနင်းပေးတာမျိုးစီဝါရေးအဆင်ပြေတယ်ဆိုရင်လည်းကိုယ့်အိမ်ကဟင်းသမင်းချက်တယ်သွားပြီးတော့ကျွေးတာမျိုးမွေးတာမျိုးမလုပ်သင့်ဘူးလားလုပ်သင့်ပါလေအဲ့တော့သားသမီးတွေကများသောအားဖြင့်တော့မိဘတွေကိုဆင်းရဲနွမ်းပါတဲ့အဆင့်ထိစောင့်နေကြပုံရတယ်ဆေးရုံဆေးကန်းရောက်သည့်အထိစောင့်နေကြပုံရတယ်အိယာတွေကိုတွက်ချပါဖြစ်လေဖြတ်သည့်အထိသူတို့စောင့်နေကြပုံရတယ်ကျန်တဲ့အချိန်မှာတော့မပြုစုကောင်းတယ်လို့မယူရကောင်းတယ်လို့နေကြတာထိုင်ကြတာများတယ်ဟုတ်လားတချို့ကြတော့လည်းပဲရှိသေးတယ်သားသမီးကမိဘကလိုအပ်နေတယ်ဆိုတာကိုတော့သိတယ်ဒါပေမဲ့တပည့်တော်တို့ကလည်းကိုယ့်ဟာကိုယ်အနိုင်နိုင်မယ်ဟောကိုယ်ကလည်းကိုယ့်ဟာနဲ့ကိုယ်ကြက်ကြက်တဲတဲဖြစ်နေတယ်ဆိုကြပါစို့အဲ့ဒါလို့ကိုကအဆင်မပြေဘူးဆိုတဲ့အကြောင်းပြချက်နဲ့မိဘကိုမပြုစုမလုပ်ကြွေးတာကောမရှိဘူးလားဒါလည်းမကောင်းဘူးနော်စောစောကပါလေမိဘတွေအဆင်ပြေနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့မပြုစုမလုပ်ကြွေးကြတာအခုကပါတော့ကိုအဆင်မပြေဘူးဆိုတဲ့အကြောင်းပြချက်နဲ့မပြုစုမလုပ်ကြွေးကြတာအဲ့ဒီအချက်ကိုကြတော့ဦးဇင်းတို့ကဘာပြောချင်လဲဆိုတော့ကင်ထားပါတော့ကိုကလည်းကိုစားဝတ်နေရအနိုင်နိုင်ကြိုးပမ်းနေရတယ်လုံးပမ်းနေရတယ်ထို့ရင်နော်ရှိစေတော့အဲ့ဒါလို့ဆိုရင်ပတ်စံလည်းမကုန်နဲ့ငွေကုန်ကြေးကြလည်းမရှိတဲ့အ ਨੇ ဆုံးချိုးတာတဲ့စကားလောက်တော့မိဘပေါ်မှာပြန်ပြီးတော့တုံ့ပြန်တဲ့တယ်အေးချမ်းတဲ့မေတ္တာနဲ့တော့မိဘပေါ်မှာပြန်လဲပြီးတော့ထားတဲ့တယ်စဉ်းစားကြည့်နော်တချို့လူတွေနော်မိဘပေါ်မှာချိုးသားတဲ့စကားမပေးနိုင်ဘူးအဲ့ဒါကိုတော့တပြည့်တို့မပြည့်စုံလို့ပါလို့အကြောင်းပြချက်ပြလို့ရသေးသလားမရဘူးကိုတကယ်ကိုစေတနာမေတ္တာမရှိလို့အဲ့ဒါချိုးသားတဲ့စကားမပြောနိုင်တော့လားအဲ့ဒီတရင်ကအဲ့ဒီအခိုက်အတန့်ပါအဲ့တော့ချိုးသောစကားအေးသောမေတ္တာလေးလောက်တော့ပတ်စံရှိမရှိပြေလေသည်ဖြစ်စီမပြေလေသည်ဖြစ်စီမိဘအပေါ်မှာကိုစေတနာရှိမယ်ဆိုရင်တုံ့ပြန်လို့မရဘူးလားရခဲ့တာပေါ့ရတာပေါ့ဟုတ်လားကိုငယ်ငယ်တုန်းကကိုကိုအင်မတန်ချိုးတဲ့အင်မတန်ကြည်နူးတဲ့အပြုံးနေလေတံနေနဲ့မိဘတွေကကိုကိုဘာလုပ်ခဲ့တာတော့ဆက်ဆံခဲ့တာအပုံတရားပုံရင်တပုံလောက်ပြန်ပေးမယ်ဆိုရင်ကိုတော်တော်ကောင်းမယ်ဟုတ်ရဲ့လားဒါပေမဲ့သားသမီးတွေကများသောအားဖြင့်ကိုယ်စိတ်တိုင်းမကြရင်လည်းပဲမိဘအပေါ်မှာစိတ်ကွက်ကြတာများတယ်အဲ့လိုမျိုးစိတ်ကွက်တာရှိတယ်မို့လား
ရှိတာပေါ့နော်အဲ့လိုမျိုးစိတ်ကွက်ရင်ဥစဉ်ကအကြံပေးခြင်းတယ်ဥစဉ်ကတော့အလွန်အဆင်ပြေသေးခြင်းတယ်သိလားမိဘနဲ့သားသမီးဆက်ဆံရေးကိုအဲ့လိုစိတ်ကွက်နေတာရှိရင်ငါဖြစ်ချင်တာလေးနည်းနည်းကိုမဖြစ်ရတာနဲ့ငါဖြစ်ချင်တာတွေအများကြီးဖြစ်ခဲ့တာကိုငါမျက်ကွယ်မပြုသင့်ဘူးလို့ကိုယ့်ကိုစဉ်းစားသင့်တယ်မိဘတွေကြောင့်ကိုယ်စိတ်တိုင်းကြားခဲ့တာတွေကအများကြီးပါတကယ်တမ်းကတော့မိဘတွေလည်းပုထုဇဉ်ပဲသူတို့လည်းပဲအသိဉာဏ်နေတာတွေရှိကောင်းရှိလိမ့်မယ်ဒါကြောင့်မို့လို့သူတို့မှားတာတွေလည်းရှိလိမ့်မယ်သူတို့ကိုအမြဲတမ်းအခါခသိမှန်တယ်လို့မဆိုလို့ဘူးဟုတ်ရဲ့လားသို့တော့ကိုယ်လိုအင်လေးအနှဲငယ်မြမပြည့်တာနဲ့လိုအင်လေးအများကြီးပြီးခဲ့တာကိုမျက်ကွယ်ပြုသင့်သလားဆိုတာကိုမစဉ်းစားသင့်ဘူးလားစဉ်းစားသင့်တာပေါ့နော်ဒါကြောင့်လူတွေရဲ့သဘောဆိုတာလည်းခက်တယ်နော်လူဤအကြိုက်ဆဲကလိုက်လဲမလိုက်တခါရှိခဲ့ပါမူကြီးစွာရန်သူဆွဲမှတ်ယူ၏တဲ့မိဘကိုတောင်တချို့အဲ့လိုသဘောထားကြတာမိဘကကိုယ့်အပေါ်မှာမကောင်းဘူးဆိုတာရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ကောင်းတယ်ဆိုတာနဲ့နှိုင်းစာလိုက်ရင်တော့ဘာမှမပြောပါတော့ပါဘူးဟုတ်ရဲ့လားဆိုကြပါစို့နှမ်းတင်းတောင်းနဲ့တတောင်းထည့်ထားတယ်နှမ်းတွေကအဖြူလေးကြီးပဲနှမ်းစီလေးအမဲလေး5-10စီလောက်ပါတာနဲ့ဒီနှမ်းတောင်းကိုနှမ်းစီတွေအမဲတွေကိုရောနေတာလို့ပြောလို့ရလားမရပါဘူးနှမ်းအဖြူလေးကြီးပဲလို့ပြောရလိမ့်မယ်ဟုတ်လားသဘောပေါက်လားဦးဇင်းပြောတာကိုဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မိဘကိုဘလို့ကျေးဇူးဆက်မလဲမိဘအစင်မပြေသည်အထိထိုင်ဆောင်မလားဒါမှမဟုတ်ကိုယ်အစင်မပြေတာကိုလည်းအစင်လေးတအားပြေသည်အထိထိုင်ဆောင်မလားဖြစ်တဲ့မှုလို့ထင်တယ်ဖြစ်နေတဲ့အခြေအနေအခုလောလောဆယ်ကိုပဲတတ်နိုင်တယ်များတုံ့ပြန်ကြဖို့လိုမယ်မိဘတွေအစင်ပြေလည်းပဲအစင်ပြေအဲ့ဒါတို့သူအစင်ပြေလားကိုယ်စေတနာကိုမေတ္တာကတိတတ်ပဲမလုပ်သင့်ဘူးလားလုပ်သင့်တာပေါ့ဒကာဓမ္မတို့သူများတွေကကြွေးယူထားတယ်ဆိုရင်တထေးတယောက်စီကကြွေးယူထားတယ်သူတို့အစင်ပြေးနေတာပဲငါပြန်ပေးစရာမလိုဘူးလို့လုပ်လို့ရလားဘာဖြစ်လို့တော့အဲ့ဒါကြတော့ကြွေးကိုမိဘကြတော့အဲ့လိုသဘောထားလားထားဘူးဟုတ်ရဲ့လားဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့ဒီအချက်လေးတွေဒါဦးဇင်းတို့ကစဉ်းစားသိချင်တာနော်ဟုတ်ရဲ့လားအေးပြီးတော့ဦးဇင်းတို့ပြောချင်တာကမိဘရဲ့ကျေးဇူးကိုဆက်ကြတဲ့နေရာမှာအဲ့ဒါလိုပြုစုမှုယူရမှုနဲ့ဆက်ကြတာတွေရှိတယ်နော်အဲ့ဒါလိုနီးနဲ့ဆက်လို့ကတော့ကျေးဇူးဆက်ရမရောက်ဘူးလို့တော့ဆိုလိုတာမဟုတ်ဘူးဒါပေမဲ့အပြေအလည်ဆက်ပြီးပြီလို့တော့ပြောလို့မရဘူးတဲ့အဲ့ဒါဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာမြတ်စွာဘုရားကမိဘရဲ့ကျေးဇူးကိုအကောင်းဆုံးဆက်ရရောက်အောင်နော်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်အဲ့ဒီနီးကတော့ဒါသားသမီးတိုင်းသတိထားရမယ်ပေါ့အဲ့ဒါဘာလဲဆိုတော့ယုံကြည်မှုတရားတရားမရှိတဲ့မိဘကိုယုံကြည်မှုတရားတရားရှိအောင်သားသမီးကပြောပြနိုင်ရမယ်ဟုတ်ရဲ့လားအဲ့တော့အကောင်းဆုံးကျေးဇူးဆက်နေနော်ကိုချင်းတရားသီလပျက်စီးနေတဲ့မိဘကိုကိုချင်းတရားသီလကောင်းသွားအောင်ပြောပြနိုင်ရမယ်နှမျောဝန်တိုတဲ့မိဘကိုပေးကမ်းစွန့်ကြဲမှုမှာဝါဒနာပွားလာအောင်တိုက်တွန်းပေးနိုင်ရမယ်အဲ့ဒါဒီသာနဲ့သူ့ရဲ့ဘဝတန်တရားတစ်လျှောက်ပါကိုဟာကောင်းအောင်လုပ်ပေးရမရောက်ဘူးလားရောက်တယ်နော်တတ္တသီလစာကမရှိတဲ့မိဘကိုတရားသီလစာကရှိအောင်ဘာလုပ်ပေးရမလို့တိုက်တွန်းပေးရမယ်ပညာမရှိတဲ့မိဘကိုပညာရှိအောင်ကြိုးစားပေးရမယ်အဲ့ဒါဆိုလို့ရှိရင်မိဘကိုကျေးဇူးဆက်ရရောက်ပြီလို့ဘုရားဟောထားတယ်ဟုတ်ရဲ့လားဒါပေမဲ့ဒီနေရာမှာစဉ်းစားတရားတစ်ချက်တော့ရှိတာပေါ့မိဘကကိုယ့်ထက်ဒါနတွေသီလတွေဟုတ်လားတရားတရားတွေပညာတရားတွေကြီးနေတာကောကဲမရှိနိုင်ဘူးလားရှိတယ်အဲ့ဒါဆိုရင်သားသမီးတွေကအဲ့ဒီနည်းနဲ့ကျေးဇူးဆက်လို့ရမလားဒါပေမဲ့တတ်နိုင်တယ်များဆွေးနွေးတာမျိုးပါမျိုးပြုရင်တော့ကောင်းတာပေါ့ဟုတ်ရဲ့လားသို့တော့တချို့ကကြံကြံဖန်ဖန်အကက်ကင်ပါဆိုလို့ဦးဇင်းကပြောနေတာဟုတ်လားပစ္စည်းဥစ္စာနဲ့ကိုကကျေးဇူးမဆက်ချင်တာနဲ့ကင်အကောင်းဆုံးကျေးဇူးစံဒီတရားပဲဟောတော့မယ်ဆိုတော့ကိုကလည်းမိဘလောက်အဆင့်ရှိချင်မှရှိမှာလေဟုတ်ရဲ့လားဒါပေမဲ့ဒါကတော့မြတ်စွာဘုရားကတကယ်မိဘကယုံညံ့နေတာမျိုးဖြစ်ခဲ့မယ်ဆိုရင်သားသမီးကမိဘတဲ့တော်တဲ့အတိဇာတသားသမီးမျိုးဖြစ်ခဲ့မယ်ဆိုရင်ဒါလည်းဖြစ်နိုင်တာမျိုးရှိတယ်မို့လားရှိတယ်အဲ့လိုဆိုရင်တိတ်တော်တဲ့သားသမီးတွေကမိဘတွေကိုတွဲပြီးတော့ခေါ်ဖို့ဆိုတဲ့အဓိပ္ပာယ်ပေါ့တနည်းအားဖြင့်ဒီဘဝတူတူလေးအတွက်ကျေးဇူးဆက်တာမျိုးမဟုတ်ဘဲနဲ့တန်တရားတစ်လျှောက်လုံးစာအတွက်မိဘကိုအကောင်းဆုံးဖြစ်အောင်လုပ်ပေးတာပေါ့အဲ့တော့တကယ်လို့မိဘကကိုယ့်တည်းသိနေတဲ့တက်နေတဲ့ဆိုရင်လည်းပဲမိဘကိုရိတ်တာတွေဝင်ဖြစ်အောင်အလှူဒါနတွေပို့ပြီးတော့ပြုဖြစ်အောင်သာသမီကပံ့ပိုးမယ်ဆိုရင်ကောအဲ့ဒါအကောင်းဆုံးကျေးဇူးဆက်တယ်လို့ပြောလို့မရဘူးလားရတယ်ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့
မိဘကိုကျေးဇူးပစိုးဆက်မလဲဆိုလို့ရှိရင်မိဘမပြေလေသည်အထိထိုင်ဆောင်မနေပါနဲ့ကိုပြေလေသည်အထိလည်းပဲထိုင်ဆောင်မနေပါနဲ့ရှိတဲ့အခြေအနေလေးကနေဖြစ်တယ်လို့လှုပ်ချင်တယ်ဆိုရင်လှုပ်လို့ရပါတယ်အ ਨੇ ဆုံးတော့ချိုးသားတဲ့စကားအေးချမ်းတဲ့မေတ္တာတော့ပေးနိုင်အောင်ကြိုးစားပါဟုတ်ရဲ့လားအေးပြောချင်တာတွေကအများကြီးဗျဟုတ်ရဲ့လားနာယီကြည့်ပြီးတော့ဦးဇင်းတို့ကပြောနေရတယ်ဟုတ်ရဲ့လားအေးအဲ့ဒါကတော့ဦးဇင်းတို့ဒါမိဘကိုကျေးဇူးဆက်တဲ့နည်းပေါ့ဟုတ်ရဲ့လားအေးမိဘရဲ့ကျေးဇူးတရားကိုသိမြင်နားလည်ပြီးတော့ကျေးဇူးဆက်ကြတဲ့ပုဂ္ဂိုလ်ကျေးဇူးသိကြတဲ့ပုဂ္ဂိုလ်တွေဟာဘလို့အကျိုးကျေးဇူးတွေရနိုင်တယ်လေဆိုတာတို့ဒီအပိုင်းကိုပြောဖို့ရောက်လာပြီနော်အေးမြတ်စွာဘုရားကတော့မိဘကိုကျေးဇူးဆက်တဲ့ပုဂ္ဂိုလ်ပြုစုလုပ်ကြွေးတဲ့ပုဂ္ဂိုလ်ဟာဒီဘဝတွင်ကိုပဲချမ်းသာမယ်တဲ့တူတူလေးဟောထားတယ်နော်ဒုက္ခမေတ္တယတာလောကိယထောပိတ္တယတာဒုက္ခအမိကိုလှုပ်ကြွေးပြုစုတဲ့ပုဂ္ဂိုလ်အဖကိုပြုစုလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်ဒီဘဝတွင်ကိုချမ်းသာလိမ့်မယ်တဲ့အဲ့ဒါအခုဒီခေတ်မှာမိဘကိုပြုစုလှုပ်ကြွေးလို့ချမ်းသာဒုက္ခနဲ့ပြည့်စုံကြတဲ့လူတွေအများကြီးရှိတယ်လက်တွေ့နော်လက်တွေ့နော်ဟိုဘဝကူးပြီးတဲ့အထိအကျိုးပေးမဆောင်ဘူးဒိဋ္ဌဓမ္မဝေဒနိယကံအနေနဲ့မိခင်ဖခင်တို့ပုံမှာတိတက်နားနဲ့လိမ်မာတဲ့သာသမီဒီဘဝတွင်ချမ်းသာတာရှိတယ်ဟုတ်ရဲ့လားပြီးတော့ဦးဇင်းတို့ဟိုတရားမင်းဖြစ်စေတတ်တဲ့ကံဆိုပြီးတော့မြတ်စွာဘုရားမဟာလိကိုဟောထားတာရှိတယ်တရားဖြစ်အောင်ကျင့်ရမယ်အကျင့်တရားဟိုမဟာလိမင်းသားကမြတ်စွာဘုရားကိုလာပြီးတော့လျှောက်တယ်ရှင်ဘုရားတဲ့တရားမင်းဆိုတာကိုမြတ်စွာဘုရားမြင်ဘူးလားတဲ့အဲ့ဒါမြတ်စွာဘုရားကမြင်ဘူးတယ်လို့ပြောတော့အရှင်ဘုရားမြင်ဘူးတဲ့တရားမင်းကအတုအယောင်ပဲဖြစ်မယ်ထင်တယ်တဲ့ဘာလို့ဆိုတရားဆိုတာကတာမန်လူတွေမြင်ဖို့သိခဲရင်းတယ်ငါသူကတရားကိုဘုရားရဲ့မြတ်တော်အထင်ကြီးသေးသလားမသိဘူးသိလားအဲ့ဒီမဟာလိဖြစ်နေပုံကအဲ့ဒီမှာမြတ်စွာဘုရားကမဟာလိကိုပြောတယ်တရားမင်းကိုငါမြင်လဲမြင်ဘူးတဲ့တရားဖြစ်အောင်ဘယ်လိုလုပ်ရမယ်ဆိုတာလဲငါကောင်းကောင်းသိတယ်တဲ့တရားအကြောင်းငါအကုန်လုံးသိတယ်အဲ့ဒီမှာတရားဖြစ်အောင်ကျင့်ရမယ်ကျင့်စဉ်ဆိုတာထဲမှာမိခင်ဖခင်ကိုကျွေးမွေးရမယ်ဆိုတာတစ်ချက်ပါတယ်ဟုတ်ရဲ့လားဒါဥစဉ်တို့မိဘနဲ့ပတ်သက်ပြီးတော့စုဆောင်းထားတာလေးပေါ့လေပြီးတော့သုဝဏ္ဏသမ္မဇတ်ထဲမှာမိဘကိုပြုစုလုပ်ကြွေးတဲ့ပုဂ္ဂိုလ်များနတ်တွေကတောင်ဆေးကုတယ်လို့ဒါရိုက်ပါဠိတော်ထဲမှာဟောထားတာရှိတယ်အဲ့ဒါပိသဘောသူတော်ကောင်းတို့ကိုယ့်ဘဝမှာအခက်အခဲအကျက်တဲတွေဆိုတာတစ်ခါမဟုတ်တစ်ခါတွေ့ရတတ်တယ်နော်ကျမ်းမာရေးအရာအမျိုးမျိုးသောအရေးတွေကြောင့်အစင်မပြေတာတွေတွေ့လာရင်ငါမိဘအပေါ်မှာစိတ်ကောင်းနှလုံးကောင်းထားတယ်တတ်နိုင်သမျှပြုစုတယ်လုပ်ကြွေးတယ်အီမန်နဲ့သစ္စာစကားကြောင့်အစင်ပြေပါစေပိသိမကောင်းဘူးလားအေးကိုယ့်ဘဝမှာအစင်ပြေမှုတွေရနိုင်တယ်နော်နတ်တွေကတောင်ဆေးကုတယ်လို့ပြောထားတယ်ဟုတ်ရဲ့လားအေးပြီးတော့ဥစဉ်တို့ဟိုမင်္ဂလာတရားဖြစ်တယ်တဲ့မိဘကိုကျွေးစုပြုစုလုပ်ကြွေးတာဒါကတော့ပိဿတို့အလုံးသိပြီးသားပါအဲ့တော့မင်္ဂလာဆိုတာဘာတုံးဆိုတော့မကောင်းမှုကိုဖယ်ရှားပြီးတော့ကောင်းမှုတွေကိုတိုးပွားလာစေတဲ့သဘောအဲ့ဒါကိုမင်္ဂလာလို့ခေါ်တာမဟုတ်လားအဲ့တော့မိဘကိုပြုစုလုပ်ကြွေးတယ်ဆိုရင်ဦးဇင်းတို့စိတ်ထဲမှာသဘောပေါက်တာကတော့သေချာပေါက်ဒီပုဂ္ဂိုလ်ဟာနောင်တအေးလိမ့်မယ်နောင်တရเสียအကြောင်းမရှိဘူးငါလှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ခဲ့တယ်ကြည်နူးမှုဝမ်းသာမှုအပြည့်ပေါ့နော်မိဘနဲ့သားသမီးရဲ့ဆက်ဆံရေးမှာသားသမီးတွေကအမြဲတမ်းမိဘကိုကျေးဇူးရှင်တယောက်အနေနဲ့ချစ်မြတ်နိုးမှုနဲ့ဆက်ဆံမယ်ဆိုရင်မိဘတွေကအထာထက်သာတဲ့မေတ္တာနဲ့သားသမီးကိုပြန်ပြီးတော့မတုံ့ပြန်မိဘူးလားငါသားသမီးလေးလိမ်မာလိုက်တာတော်လိုက်တာသားသမီးကမိဘကို100ဘို့ပေးတယ်ဆိုရင်မိဘက1000ဘို့1000ဘို့လောက်ခံစားတာဟုတ်ရမို့လားပြောချင်တာကဘာတော့ငါပေါ်မှာပြန်ပြီးတော့တိတတ်တယ်နော်ဆိုတဲ့အသိစိတ်လေးကြောင့်မိဘကသားသမီးကိုပူလို့တောင်ထပ်ပြီးတော့ချစ်ရတယ်မျက်နှိုးရတယ်အဲ့မှာမေတ္တာတွေတပတ်လေသွားတယ်ပေါ့ဒါဥစဉ်တော့ကလောကကြီးကိုမိဘနဲ့သားသမီးဆက်ဆံရေးကိုအဲ့လိုဖြစ်စေချင်တာအခုတပတ်ကတိတ်မလဲကြဘူးဒီလားနော်တခါကြီးဒီမိုင်းမြသားသမီးကမိဘအပေါ်မှာပြန်ပြီးတော့တုံ့ပြန်မှုမရှိတော့မိဘတွေကလည်းသားသမီးကိုတိတ်ပြီးတော့ဗါတော့အကောင်းမပြောနိုင်ဘူးဒီခက်ကလေးတွေကပြောလို့ကိုမကောင်းပါဘူးဆိုပြီးတော့မိဘတွေကလည်းသားသမီးရဲ့အပေါ်မှာမေတ္တာကနည်းနည်းခမ်းတဲ့သဘောမျိုးဖြစ်မလာပြီဘူးလားဟာဒါပုထုဇဉ်သဘောနော်တခါကြီးမိုင်းမြတော်တဲ့သားသမီးနဲ့ဆိုးတဲ့သားသမီးဟာတော်တဲ့သားသမီးကိုပို့ချစ်မှာပါပဲတန်ရောတဲ့အရာဆိုးတာလဲကိုသားဆိုးလို့မို့ကိုချစ်ရတာလေးတွေလည်းရှိတော့ရှိတာပေါ့ဒါပေမဲ့ကိုယ့်ပေါ်မှာတိတတ်တဲ့စိတ်နဲ့ကျေးဇူးတရားကိုနားလည်တဲ့စိတ်နဲ့လိမ့်လိမ့်မာမာနေတဲ့သားသမီးတုံ့ပြန်တဲ့သားသမီးအမြဲတမ်းကိုယ့်ပေါ်မှာကောင်းတဲ့သားသမီးကို
မိဘတွေဟာမေတ္တာတွေပို့ပြီးတော့မပေးနိုင်ဘူးလားပေးနိုင်မယ်အဲ့ဒါလို့ဆိုရင်မိဘမေတ္တာကြောင့်သားသမီးမေတ္တာဖြစ်တယ်သားသမီးမေတ္တာကြောင့်မိဘမေတ္တာဖြစ်တယ်အဲ့ဒါလို့စေးစေးကက်ကက်နော်စိုးစိုးပြေပြေလေးနေရရင်ဒီမိသားစုตายရစရာမကောင်းဘူးလားအေးဒါကုသိုလ်တွေနော်တခါကြီးမိုက်များကုသိုလ်တွေအဲ့ဒါလို့မဟုတ်ဘဲနဲ့ကိုကပြန်လဲတုံ့ပြန်မှုသိမ့်မရှိဘူး6ကက်ကက်နဲ့ဟုတ်လားမိဘပေါ်မှာမကြည်သလိုကြည်သလိုလုပ်နေရင်မိဘကဘယ်လိုနေမတော့မချစ်ဘူးတော့မဟုတ်ပါဘူးသို့တော့အဲ့ဒါကြီးကိုမြင်ရတာမိဘတွေရဲ့စိတ်ထဲမှာကြည်နူးမှုရှိမလားမရှိဘူးအဲ့တော့မိဘတွေကလည်းသားသမီးတွေကိုတွေ့တိုင်းတပြစ်တောက်တောက်နဲ့ပြောအဲ့မှာသားသမီးနဲ့မိဘရဲ့ဆက်ဆံရေးကဘလို့ဖြစ်တော့ဘလို့မှအဆင်မပြေဘူးသားသမီးကလည်းမိဘကိုနားလည်းမပေးဘူးမိဘကလည်းသားသမီးကိုနားလည်းမပေးဘူးဟုတ်ရဲ့လားအဲ့ဒါလိုတယောက်တယောက်ကိုနားမလည်ပဲနဲ့ဒီလိုနဲ့မဖြစ်လို့သာအတူတူနေရတယ်နေခြင်းလွန်းလို့ဆိုတဲ့စိတ်ကတိတ်ပြီးတော့မရှိဘူးမကောင်းတော့ဘူးเนาะတကယ်ဒီမိုင်းများဟုတ်ရဲ့လားဒါကြောင့်အဲ့ဒါမျိုးတွေမဖြစ်အောင်မေတ္တာတွေတပတ်လည်သွားအောင်မိဘကျေးဇူးကိုသိမြင်နားလည်ပြီးတော့ချိုးသားတဲ့စကားအေဂျင့်တဲ့မေတ္တာတတ်နိုင်တဲ့မြတ်ပြုစုယူရပြီးတော့ဖေးဖေးမမနေမယ်ဆိုရင်မကောင်းဘူးလားကောင်းတယ်ဒါကျေးဇူးဆက်ခြင်းရဲ့ကျေးဇူးသိခြင်းရဲ့အကျိုးတရားတွေဘယ်သူညင်းနိုင်မလဲမငင်းနိုင်ဘူးဟိုနောက်ဘဝကြမှာရမယ်အကျိုးကျေးဇူးတွေဘာတွေဦးဇင်းတို့သိမပြောဘူးနော်တခါယူမိုင်းများဟုတ်ရလားအေးဒီဘဝတင်ကိုပဲအေးအေးချမ်းချမ်းမရှိပေဘူးလားရှိမယ်ဒါကြောင့်မိဘရဲ့ကျေးဇူးကိုသိမြင်နားလည်ပြီးတော့ဟောအ ਨੇ ဆုံးကျေးဇူးသိတယ်ဆိုတဲ့စိတ်ဟာအင်မတန်ချမ်းသာတဲ့နူးညံ့တဲ့စိတ်တစ်မျိုးနော်ငါပေါ်မှာ तू တော်တော်ကောင်းတာပဲဒါလေးစဉ်းစားမိတာနဲ့ဘာမှမတုံ့ပြန်နဲ့အောင်တေချာပေါက်ကိုယ်စိတ်ထဲမှာကောင်းတဲ့သဘောဖြစ်ကိုဖြစ်တယ်အဲ့ဒါတို့ခံစားလို့ရလားဦးဇင်းပြောတာကိုအေးအဲ့ဒီစိတ်တွေများလာလို့ရှိရင်ငါအမေကိုဘာလို့ပေးရမလဲငါအဖေကိုဘာလို့ပေးရမလဲအဲ့ဒီစိတ်တောက်လျှောက်ဆက်ပြီးတော့မဖြစ်ပေဘူးလားဖြစ်မှာပဲကောင်းတာတွေအများကြီးဆက်ဖြစ်သွားမှာနော်ဒါကြောင့်မိဘရဲ့ကျေးဇူးတရားတွေကိုအများကြီးသိအောင်ကြိုးစားရမယ်ဦးဇင်းတခါတလေစဉ်းစားကြည့်တာကကိုယ်တိုင်မိဘနေရာကိုရောက်နေတာတောင်မိဘရဲ့အကြောင်းကိုမစားနိုင်တဲ့လူတွေကိုဦးဇင်းကတော်တော်ကိုအံ့ဩတယ်သိလားအဲ့ဒီကိစ္စကိုသိလားရှိတယ်နော်တခါကြီးမိုက်များရှိတယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့မိဘကျေးဇူးဆက်သောအဖြစ်ရနိုင်တဲ့အကျိုးကျေးဇူးတွေကိုပြောရင်ကုန်နိုင်ပေါ်ရရှိမလားမရှိဘူးအေးအဲ့ဒါလိုပဲမိဘရဲ့ကျေးဇူးတရားကိုသိမြင်နားလည်မှုမရှိသိမြင်နားလည်မှုမရှိတော့ဆက်ရကောင်းမှမသိချိုးချိုးသားသားပြောရကောင်းမှမသိနုနုညံ့ညံ့ဆက်ဆံကောင်းမှမသိမိဘတွေကိုတကယ်ကျေးဇူးရှင်တယောက်အနေထားပြီးတော့တန်ဖိုးထားရမှမသိတဲ့သားသမီးတွေကမရှိဘူးလားရှိတယ်အဲ့ဓာတွေဟာအင်မတန်အပြစ်ကြီးတာပဲနော်အင်မတန်အပြစ်ကြီးတယ်ဟိုဗမာစကားပုံလည်းရှိတယ်မဟုတ်လားမိဘမျက်ရည်တစ်စက်သားသမီးဒုက္ခတစ်သက်ဟုတ်ရဲ့လားအေးဒါတွေကတချို့ကလည်းပဲမိဘစိန်ရည်တဲ့တယ်လို့ပြောကြတယ်နော်ဦးဇင်းတို့မြတ်စွာဘုရားကတော့စိန်ရည်လို့ဟောထားတာတော့မတွေ့ဘူးမီးလို့ဟောထားတာတော့တွေ့ဘူးတဲ့ပိုးတောင်ကြောက်เสียကောင်းတယ်ဗါတဲ့တော့မီးတဲ့မိဘဆိုတာသားသမီးအတွက်မီးပဲကောင်းကောင်းမွန်မွန်မကင်တွယ်တတ်ဘူးဆိုရင်တော့တေချာပေါက်မီးလောင်ခံရတယ်လို့ဆင်းရဲလိမ့်မယ်ဟုတ်ရဲ့လားဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာအခိတုတ်တံဆိုပြီးတော့ရှိတယ်အတူတူလေးပြောပြမယ်ပုံနာတယောက်ကမီးပူဇော်တယ်အကျွေးတွေအမွေးတွေနဲ့ပေါ့လေအဲ့ဒါမြတ်စွာဘုရားကြွသွားတော့ဟဲ့သူရုပ်မှာရက်ဒီမှာမီးပူဇော်နေတယ်ပေါ့အဲ့ဒါလိုမျိုးပြောတဲ့အခါကျတော့မြတ်စွာဘုရားကသင်ကမီးဆိုတာဘယ်နှမျိုးရှိတယ်လဲသိသလားလို့မေးတယ်။ဒါမှအံ့ဩတယ်ဒီမှာမီးတောက်နေတာသူဒါပဲသိမှာပေါ့။အဲ့တော့မြတ်စွာဘုရားကတခါကြီးမီးဆိုတာလောကမှာ9မျိုးရှိတယ်တဲ့။ပယ်ရမယ့်မီးက3မျိုးတဲ့။ဂယုဆိုင်ရမယ့်မီးက3မျိုးတဲ့။နော်။ငိမ့်တဲ့အချိန်ငိမ့်တောက်တဲ့အချိန်တောက်စေရမယ့်မီးက1မျိုးတဲ့။မီး9မျိုးရှိတယ်။ပယ်ရမယ့်မီးဆိုတာကယာဂမီးဒေါသမီးမောဟမီးပိတ္တတို့သိရနော်။ဆွဲလန်းမှုမကျေနပ်မှုတွေ့ဝေမှိုက်မဲမှုပေါ့အဲ့ဒါကပယ်ရမယ့်မီးအဲ့ဒါတွေကလည်းတတ္တဝါတွေကိုမီးလို့လောင်ကျွမ်းစေတယ်မီးလို့ပျက်စီးသွားစေတယ်ဒါကြောင့်သူတို့ကတော့ဖယ်ရှားပြရမယ့်မီးငြိမ့်သက်ပြရမယ့်မီးပေါ့ဂယုဆိုင်ရမယ့်မီးကလည်း3မျိုးရှိတယ်တဲ့အဲ့ဒါကဘာလဲဆိုတော့ပထမမီးကမိဘဆိုတဲ့မီးပဲတဲ့မိဘဟာမိဘဟုတ်ရဲ့လားအေးမိဘကိုမယုံမသိပြောမယ်မိဘကိုမလေးမစားဆက်ဆံမယ်ဆိုရင်ကိုယ့်ပေါ်သိကောင်းထားတဲ့လူတယောက်ကိုဆက်ဆံတဲ့နေရာမှာဂယုဆိုင်ရမယ်။တာမန်လူတွေပေါ်မှာဆက်ဆံတာနဲ့တူလို့မရဘူး။တာမန်လူထားတဲ့မေတ္တာစေတနာမျိုးအဲ့ဒီလူကကိုယ့်ကိုထားတာမျိုးမဟုတ်ဘူး။
မိဘကကိုယ့်ကိုထားတာကတာမန်လူထားတဲ့စေနာမေတ္တာမျိုးဟုတ်သလားအဲ့တော့တာမန်လူပေါ်မှာဆက်ဆံတယ်လို့မျိုးဆက်ဆံလို့ကတော့ဘယ်လိုနည်းနဲ့မှမရနိုင်ဘူးဒါသဘာဝကြကြစဉ်းစားကြည့်တာနော်ဒါကြောင့်မိဘကိုကောင်းကောင်းမွန်မွန်ကင်တွယ်ရမယ်မဟုတ်ရင်တော့အဲ့ဒါမီးလိုလောင်ခံရလိမ့်မယ်နောက်ပြီးတော့ဂဟပတကီတဲ့အိမ်ရှင်လင်ယောက်ျားမီးနော်ယောက်ျားတွေဟာမိသားစုအပေါ်ဇနီးမယားရဲ့အပေါ်မှာအင်မတန်အကျိုးကျေးဇူးများတယ်ဘလို့ပဲတချို့နေရာတွေမှာမကောင်းဘူးဆိုစေကမူဘလို့မှညင်းလို့မရတဲ့ကောင်းတဲ့ကျေးဇူးတရားတွေအများကြီးရှိတယ်နော်နောက်ဆုံးအရက်တောက်ပြီးတော့ဖဲရိုက်ပြီးတော့နေတာမျိုးရှိချင်းရှိမယ်ပေါ့ဟုတ်လားဘလို့မှအားကိုးလို့မရတဲ့အနေအထားမျိုးရှိနေတဲ့ဆိုအောင်တောင်မှဒီလင်ယောက်ျားရဲ့အရေးဆိုတာမိသားစုရဲ့အပေါ်မှာအများကြီးရှိတယ်နော်လင်ယောက်ျားမရှိတဲ့အိမ်နဲ့ရှိတဲ့အိမ်ဆိုတာအများကြီးกว่าတယ်ဟုတ်ရဲ့လားဒါနားလည်ဖို့လိုတယ်နော်ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီဂဟပတကိအိမ်ရှင်လင်ယောက်ျားဟာလေမီးပဲတဲ့သူ့ကိုလည်းပဲမယုံမသိဆက်ဆံရင်အဲ့ဒါဒုက္ခရောက်နိုင်တယ်ဒါဒကာကြီးတွေမှအထူးသဖြင့်ဒကမာကြီးတွေသတိထားเสียပေါ့နော်ဒါဦးဇင်းတို့ကယောက်ျားလေးတွေမှုယောက်ျားလေးတွေဘက်ကပင်းပြီးတော့ပြောတာမျိုးမဟုတ်ဘူးနော်ဘုရားကိုယ်တော်တိုင်ဟောခဲ့တာဟုတ်ရဲ့လားဒီအဲ့ဒါကိုဘက်လိုက်မှုမရှိဘဲနဲ့အေးအေးဆေးဆေးညံပါပါစဉ်းစားကြည့်နော်အိမ်ရှင်လင်ယောက်ျားရဲ့မိသားစုတစ်စုလုံးပေါ်မှာကြီးမားတဲ့ကျေးဇူးတရားဟုတ်ရဲ့လားဒါကြောင့်သူလည်းပါတော့မီးပဲနောက်ဦးဇင်းတို့ဂရုစိုက်ရမယ်နောက်ဆုံးမီးကတော့သူတော်ကောင်းမီးတဲ့နော်သူတော်ကောင်းတွေကလည်းလောကကြီးပေါ်မှာကျေးဇူးများလွန်းလို့သူတော်ကောင်းတွေရဲ့ပေါ်မှာကောင်းကောင်းမွန်မွန်မဆက်ဆံဘူးကောင်းကောင်းမွန်မွန်မတုံ့ပြန်မှုဆိုရင်အဲ့ဒါလည်းမီးလို့လောင်ကျွမ်းတတ်တယ်ဟုတ်ရဲ့လားအေးငြိမ်းတဲ့ချိန်ငြိမ်းရမယ်တောက်စေတဲ့ချိန်မှာတောက်ရမယ်ဆိုတဲ့မီးကတော့ထင်းမီးတဲ့အခုလျှက်စစ်မီးပေါ့အခုခေတ်ကြတော့ဟုတ်ရဲ့လားအေးအဲ့တော့မီးဘယ်နှမျိုးတော့9မျိုးအဲ့တော့ရှေးသူကြီးသူတော်ကောင်းတွေကတော့ဗမာရှေးလူကြီးတွေကတော့မိဘကိုမယုံမသိမလေးမစားကျေးဇူးကမ်းတယ်ဆိုရင်မိဘစိန်ရသိမ့်လိမ့်မယ်လို့ပြောတာမြတ်စွာဘုရားကတော့ဘယ်လိုပြောတာလဲမီးလို့လောင်လိမ့်မယ်လို့ပြောခဲ့တာဟုတ်ရဲ့လားဒါကြောင့်မိဘရဲ့ကျေးဇူးကိုသိဖို့မလိုဘူးလားလိုတယ်ဟုတ်ရဲ့လားအေးအဲ့တော့ဦးဇင်းတို့မိဘကျေးဇူးကိုမဆက်လို့မိဘကျေးဇူးကိုမသိလို့နော်နားလည်မှုမရှိဘဲနဲ့မိုက်မိုက်ကန်းကန်းနေကြမယ်ဆိုရင်တော့နောင်တနဲ့လည်းပူရလိမ့်မယ်နော်ကိုတစ်ချိန်မှာအကြီးအကျယ်အစင်မပြေတာတွေဖြစ်တာမျိုးသေကောင်းပေါင်းလည်းဖြစ်တာမျိုးအဲ့ဒီအခြေအနေမျိုးမှာဒါမှမဟုတ်အသက်ကြီးလာပြီးမိဘတွေကမရှိတော့ဘူးဆိုတဲ့အချိန်မျိုးမှာငါလုံနိုင်ပါလျက်နဲ့လှုပ်တဲ့လှုပ်ထိုက်တဲ့လှုပ်ကိုမလှုပ်ခဲ့ရဘူးလို့နောင်တတွေနဲ့ပူလောင်စရာအကြောင်းမရှိဘူးလားရှိတာပေါ့ဒါကြောင့်ဦးဇင်းတို့သနတန္တဇတ်မှာဘုရားလောင်းဇနတန္တမင်းကြီးကလူတွေမှာနောင်တတရား10မျိုးရစရာအကြောင်းရှိတယ်တဲ့နောင်တ10မျိုးဟောထားတာရှိတယ်သိလားငဲကလည်းရင်မသိပညာဥစ္စာမစုသူချစ်ကိုဖြတ်သူတတသသူမယား၌ပြမတုံမိပစ္စည်းရှိလျက်ဆိုးစီမလို့မွေးမျိုးမိဘမပြုကြနဲ့ငယ်တုန်းကစပညာမသင်ခဲ့ဘူးအဲ့ဒါကြီးရင်နောင်တရမယ်နောင်တ10မျိုးဟောရင်တရားအများကြီးရှိရသွားမယ်နော်အဲ့ဒီနောင်တရစရာ10မျိုးထဲမှာမိဘကိုပြုစုမွေးမြူခြင်းမပြုခဲ့ခြင်းတည်လည်းပဲနောင်တရခြင်းရဲ့အကြောင်းတရားတစ်ခုပါတဲ့အဲ့ဒါနောက်တစ်ချိန်မှာနောင်တနဲ့ပူလောင်အောင်မိဘကိုပြုစုလုပ်ကြွေးမှုမရှိခြင်းသည်နောင်တရစေခြင်းရဲ့အကြောင်းတရားတစ်ခုလို့နားလည်ရမယ်ဟုတ်ရဲ့လားပြီးတော့ဦးဇင်းတို့ဒါကတော့မျက်မြင်လောကအမြင်အရပြောချင်တာပေါ့လေကိုကမိုက်မဲတယ်ဆိုရင်မိုက်မဲတဲ့သားသမီးလေးတွေရတတ်တယ်ကိုကမိဘအပေါ်မှာတိတ်ပြီးတော့မကြည့်ဘူးဆိုရင်အဲ့ဒါလိုပဲမိဘအပေါ်မှာတိတ်မကြည့်တဲ့သားသမီးမျိုးရတတ်တယ်ဒါဒါရိုက်ကြီးဓာတ်တိကြီးမှန်မယ်လို့တော့မဆိုလိုဘူးပေါ့လေဟုတ်ရဲ့လားဒါပေမဲ့ဦးဇင်းတို့လောကအတွေ့အကြုံရဦးဇင်းမိခင်ကြီးကအလွန်ပြောတယ်နော်ဆိုးရတဲ့သားသမီးများဟာမိဘအပေါ်မှာမကောင်းတဲ့သားသမီးများဟာသူတို့အပေါ်မှာမကောင်းတဲ့သားသမီးမျိုးတွေကြီးရတာကိုသူတော်တော်များများတွေ့ရတယ်တဲ့အဲ့ဒါသူကတော့သူ့ကိုယ်သူအမြဲတမ်းလဲဂုဏ်ယူပြီးတော့ပြောတယ်မိဘရဲ့အပေါ်မှာအင်မတန်ကောင်းတယ်ဦးဇင်းအမေကဒါကြောင့်မို့လို့သူသားသမီး9ယောက်ရှိတယ်သူ့အပေါ်မှာအင်မတန်ကောင်းတဲ့သားသမီးတွေချီပဲသားသမီးနဲ့ပတ်သက်ပြီးတော့သူ့မှာစိတ်ဆင်းရဲတဲ့အကြောင်းမရှိဘူးလောကကြီးရဲ့အင်မတန်ဆန်းကျင်တဲ့သဘောပေါ့နော်ကံတူအကျိုးပေးလို့ပြောရင်လည်းပဲရနိုင်ကောင်းပါရဲ့ဟုတ်ရဲ့လားဒါကြောင့်ကိုယ့်ဘဝနောင်ရည်ကိုယ့်ဘဝရဲ့နေဝင်ခြင်းကိုကြည့်ပြီးတော့ကိုယ့်ကိုယ်ကိုချစ်သောအဖြစ်လည်းပဲမိဘတွေပေါ်မှာကောင်းတဲ့နယ်လို့ထင်တယ်ဟုတ်လား
ကိုဘဝနေဝင်ခြင်းကဘယ်သူလက်ထက်နေဝင်ရမှာတော့သားသမီးတွေလက်ထက်နေဝင်ရမှာတော့ချစ်ချစ်မုံမုံစိတ်တိုင်းကြကြမကြကြဟုတ်လားအခုချိန်မှာတော့ကိုကသွားနိုင်တာနိုင်စားနိုင်တောင်းနိုင်ဆိုတော့ခတ်တင်းနဲ့နေခြင်းနေလိမ့်မယ်ဒါပေမဲ့အဲ့ဒီအခြေအနေမျိုးကအမြဲတမ်းရှိမလားမရှိဘူးเนาะပစ္စည်းဥစ္စာဘယ်တော့ပဲပြည့်စုံသားသမီးနဲ့ကင်းပြီးတော့အနာဂတ်ဦးဇင်းတို့ဘဝနေဝင်ချိန်မှာအဆင်ပြေဖို့ဆိုတာမလွယ်ဘူးအဲ့ဒါသားသမီးကမကောင်းဘူးဆိုရင်တော့တေချာပေါစိတ်ညစ်ရမှာပဲဒါကြောင့်ကိုသားသမီးလေးတွေကိုငယ်လေးတွေကစလိမ်မာရေးချရှိအောင်ကိုတာဝန်အပြည့်အဝရှိတယ်လုပ်ပေးရမယ်ဟုတ်ရဲ့လားအဲ့ဒါလို့လှုပ်ချင်းသည်သူ့ကိုကောင်းအောင်လုပ်ရတော့ရောက်တယ်လို့ကိုလည်းကောင်းအောင်လုပ်ပြီးသားမရောက်ဘူးလားရောက်တယ်ဟုတ်ရဲ့လားအေးအခုတနည်းပြောပြန်ပြီနော်မိဘအပေါ်မှာကောင်းခြင်းသည်မလဲကိုယ့်အပေါ်မှာကောင်းတဲ့သားသမီးမျိုးရနိုင်တယ်မိဘအပေါ်မှာမကောင်းသောအဖြစ်ကိုယ့်အပေါ်မှာမကောင်းတဲ့သားသမီးတွေလည်းရတတ်တယ်ဘုရားဦးဇင်းကဒါလေးကိုပြောတော့ဇတ်တော်လေးတစ်ပုဒ်ကိုအမှတ်ရတယ်သိလားဇတ်တော်လေးတစ်ပုဒ်ပြောပြခြင်းနဲ့ဏိကုံးချုပ်နော်ဘာပြောခြင်းလဲဆိုတော့သားဖ2ယောက်ရှိတယ်သားဖ2ယောက်ရှိတယ်ဖေကြီးကသားကိုအင်မတန်ချစ်တယ်အဲ့ဒါနဲ့ငါသားမင်းအိမ်အောင်ပြုတော့အဖေကိုပြုစုလုပ်ကြွေးအောင်မယ်အိမ်အောင်ပြုသေးဘူးပေါ့အဲ့လိုပြောတဲ့အခါကျတော့မရဘူးဖေကြီးကဇွတ်တခါတည်းရွာထဲကအမျိုးသမီးတစ်ယောက်နဲ့သူ့သားကိုပေးစားတယ်အဲ့တော့အိမ်အောင်ကြသွားရောနောက်တော့သူတဖြည်းဖြည်းနဲ့ကြီးလာတဲ့အခါကျတော့ဒီအဖိုးကြီးကိုချွေးမကမကြည်ပြူမကြည်ပြူတော့ဘူးမကြည်ပြူတဲ့အခါကျတော့ဒီယောက်ျားကိုအမြဲတမ်းသူကတိုက်တယ်ပေါ့ဖေကြီးနဲ့သားရဲ့ကြားအောင်အဲ့လိုပြောပါများတော့တင်ငုတ်တောင်တိုက်ပါများရင်နေသေးတာကိုဟုတ်ရဲ့လားအဲ့ဒီတော့ဘာဖြစ်တုံးဆိုတော့ဖေးပေါ်မှာသားကလည်းအမြင်မကြည်တော့အဲ့ဒါလိုနဲ့နေလာရင်းနဲ့သူတို့မှသားလေးတစ်ယောက်မွေးလာတယ်အဲ့ဒီသားလေးကလည်းနည်းနည်းတဖြည်းဖြည်းနဲ့ကြီးလာတဲ့အရွယ်ရောက်လာပြီပေါ့နော်9နှစ်သား10နှစ်သားလေးအရွယ်ရောက်လာတယ်အဲ့ဒီအချိန်မှာပဲအကြီးကျယ်ပေါက်ကွဲရတယ်မိမဖြစ်တဲ့လူကရှင့်ဖေကိုအသေးတက်ရင်တတ်မတက်ရင်ကျမဒီအင်အားဆင်းမယ်ဒါမျိုးဖြစ်လာတယ်အဲ့ဒါနဲ့သားကလည်းဘယ်လောက်ထိမိုက်တုံဆိုတော့ကဲအဲ့လိုဆိုရင်ငါအဖေကိုတတ်မယ်ဆိုရင်ဘယ်လိုတတ်ရမလို့တင်းချင်ကုန်းခေါ်သွားတဲ့တောထဲကိုခေါ်သွားတဲ့ဖေကြီးကလည်းပဲအိုကြီးဆိုတော့ဘာမှမလုပ်နိုင်တော့ဘူးအဲ့ဒါတွင်းတူးပြီးတော့အဲ့ဒီတွင်းထဲကိုထည့်ပြီးတော့ပေါက်ပြားနဲ့တခါတည်းထုတက်ပြီးတော့မြုပ်ထားခဲ့လို့အဲ့တိုင်ခိုင်းတာအဲ့ဒါနဲ့သားဖြစ်တဲ့လူကကောင်းပြီဆိုပြီးတော့ဖေကြီးကိုလှဲပေါ်တင်ပြီးတော့တင်းချင်ကိုခေါ်တယ်အဲ့မှာသားပေါက်စာလေးကသူတို့သားလေးကအဖေနဲ့အမေနဲ့ကဒီသူ့အဖိုးကိုတတ်မယ်လို့တိုင်ပင်နေတာကိုသူကနားထောင်ပြီးချောင်းပြီးတော့နားထောင်တော့ကြားတယ်အဲ့ဒါနဲ့အဲ့ဒီသားလေးကပညာရှိတယ်ဉာဏ်ရှိတယ်ဒီတိုင်းဆိုရင်တော့ငါအဖေဟာအဖေတတ်တဲ့ကံကြီးထိုက်ပြီးတော့အကြီးအကျယ်ဒုက္ခရောက်မှာပဲမဖြစ်စေရဘူးငါတားဆီးမယ်ဒါပေမဲ့ဒီတိုင်းငါတားရင်တော့ငါအားနဲ့လည်းရမှာမဟုတ်အကြောင်းဥပေတမီနဲ့ငါတားမယ်ဆိုပြီးတော့အဖေကျုပ်လက်လိုက်မယ်ဘယ်လို့မှတားလို့မရဘူးအဲ့ဒါလှဲပေါ်သူကလိုက်သွားတယ်အဲ့ကလေးကအဲ့ဒါဒီယောက်ျားကဒီသားကလည်းကောင်းပြီဆိုသူ့သားကိုခေါ်ပြီးတော့မြေဖို့သားဖ3ယောက်ပေါ့လေသွားကြတာအဲ့ဒါနဲ့ဖေကြီးမြင်ပါဆိုလို့ဖေကြီးကိုလှဲပေါ်တင်လှဲချွတ်ပြီးတော့တခါတည်းတွင်းကြီးတူးတယ်တွင်းတူးတဲ့အခါကျတော့သားကမေးတယ်အဖေဒီတွင်းကဘာလို့မလို့တော့ဖို့ငါအဖေကိုမြုပ်မလို့ကွာအဲ့လိုပြောတဲ့အခါကျတော့ဖေကတူးရတာမပြီးသေးတော့မောပြီးတော့နားတဲ့အချိန်မှာသားကအဲ့ဒီပေါက်ပြားယူပြီးတော့ဟိုးနားလေးမှာခက်လန်းလန်းမှာတခါသားလည်းအတင်းတူးတယ်တွေ့တူးတဲ့အခါကျတော့ငါသားမင်းဘာလို့မလို့အဲ့တွင်တူးတာတော့ကျွန်တော်လည်းအဖေလမ်းစဉ်လိုက်ရမယ်အဖေကအဖေရဲ့အဖေကိုမြုပ်တယ်လို့ကျွန်တော်ကလည်းအဖေကိုမြုပ်ဖို့အတွက်ဒီတွင်ကိုတူးတာဒီတဲ့စဉ်းစားတော့ဟုတ်ရဲ့လားဘာလဲသူ့အဖေမြုပ်ဖို့သူကတူးတယ်လို့သူသားကလည်းသူ့ကိုမြုပ်ဖို့တွင်တူးတာအဲ့ဒီကြောင့်မှသူတော်တော်လန့်သွားခမင်းဘာတွေပြောတာတော့ပေါ့ဟုတ်တယ်လေခမင်းလည်းခမင်းအဖေကိုခမင်းမှုတ်ကျုပ်လည်းကျုပ်ဖေကိုကျုပ်မြုပ်အဲ့လိုပြောတော့မှသူတော်တော်ထိတ်လန့်သွားတယ်ငါသားဒါမလုပ်ကောင်းဘူးခမင်းအဲ့လိုပြောသလားပေါ့တကယ်တမ်းကကျုပ်ကဒါတွေကိုတကယ်လှုပ်ချင်လို့မဟုတ်တကယ်စိတ်ကူးရှိတာမဟုတ်အဖေကိုစဉ်းစားမိအောင်လို့ပြောတာကိုယ့်ပေါ်မှာကျေးဇူးကြီးလာတဲ့အဖေကိုဒီအမေရဲ့စကားကိုနားထောင်ပြီးတော့ခမင်းဒီလိုလုပ်တာကောင်းလားလို့အဲ့ဒီမှာသူလက်တွေ့ဆုံးမတာအဲ့တော့ဦးဇင်းတို့ကဒီဇက်တော်လေးကိုဘာကြောင့်အမှတ်ရတာလဲဆိုတော့ကို့အဖေကိုမြုပ်ဖို့ကြိုးစားတော့ကို့သားတွေကလည်းကို့ကိုပြန်ပြီးတော့မြုပ်ဖို့ကြိုးစားကြတာပဲဒီဥပမာတူစွာပဲဟုတ်ရဲ့လားခုလူတွေကစုံရည်ဆိုပြီးတော့ပြန်ပြီးတော့ဆံဖို့ကိုမကြိုးစားဘူးဟင်ဟုတ်တယ်မဟုတ်လားမိဘကသားသမီးကိုချစ်တယ်
အဲ့ဒီသားသမီးကလည်းသူ့သားသမီးကိုချစ်တယ်အဲ့ဒီသားသမီးကလည်းသူ့သားသမီးကိုချစ်တယ်အပေါ်ကိုပြန်တက်လာတဲ့လူကိုမရှိဘူးအဲ့တော့ကိုယ်ကလည်းပဲစုံရည်ဆိုပြီးတော့အကြောင်းပြပြီးတော့မဆန်မဲနဲ့စုံဆင်းသွားမယ်ဆိုရင်တော့သားသမီးတွေကလည်းစုံရည်ဆိုပြီးတော့အောက်ကိုပဲဆက်ပြီးတော့ဆင်းသွားမှာပဲဟုတ်တယ်မဟုတ်လားအဲ့တော့ဒီစုံရည်ဆိုတဲ့သဘောကြီးကဆန်လို့မရဘူးလားရတာပေါ့ကိုယ့်ပုံမှာပဲမူတည်တာပဲမဟုတ်လားအဲ့ဒါကိုကဆန်ရည်ဖြစ်အောင်ကြိုးစားမယ်ဆိုရင်ကိုသားသမီးတွေကလည်းပဲကိုလမ်းစဉ်ကိုလိုက်အတုမြင်အတက်သင်ပြီးတော့ကိုယ့်ရဲ့စိတ်ဓာတ်ကိုလေးစားအားကျပြီးတော့ဟုတ်ရဲ့လားကိုယ့်ရဲ့အတုတွေကိုလိုက်မလာပြီဘူးလားလိုက်လာမယ်ကိုကမိဘပေါ်မှာကလန်ကဆန်ဆက်ဆံနေတာတွေကိုကိုသားသမီးတွေကမမြင်မဲနေမလားဘလို့မှလေးစားမှာမဟုတ်ဟုတ်လားအဲ့တော့သူတို့အလှည့်ကြရင်လည်းကိုယ့်ကိုဘာလုပ်လိုက်မလို့ကလန်ကဆန်ဆက်ဆံမှာပဲပိတ္တတို့စဉ်းစားတော့ဒါကြောင့်မိဘကျေးဇူးကိုဆက်တဲ့နေရာမှာကျေးဇူးရှိလို့ကိုဆက်ရတဲ့အပိုင်းကတော့အဓိကပါဟုတ်လားနောက်ပြီးတော့ကိုအစဉ်ပြေအောင်လှုပ်သောအဖြစ်ကိုလည်းပဲဆက်တဲ့နေလို့ထင်တယ်ဟုတ်ရဲ့လားဘယ်ရှုတော့ငါပဲကြည်မိဘကျေးဇူးဟာသိမြင်နာလည်းပြီးတော့တတ်နိုင်တယ်မြတ်မဆက်တဲ့ဘူးလားဆက်တဲ့နာပေါ့ဟုတ်ရဲ့လားဒါကြောင့်ပေးတတ်ပေါင်းသူတော်ကောင်းတို့မိဘနဲ့ပတ်သက်ပြီးတော့ပြောရင်ကုန်နိုင်ပွဲရမရှိဘူးအဓိကကတော့အမှန်တရားကိုသိမြင်နာလည်းပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ကြဖို့ပါဒါပါပဲဟုတ်ရဲ့လားဦးဇင်းတို့အခုပြောနေတဲ့စကားတွေထဲမှာလှုပ်ကြံပြီးတော့ပြောနေတာတခုမှမပါဘူးအဲ့တော့မိဘကျေးဇူးကောင်းအောင်မပြောနိုင်ဘူးဆိုတာလည်းအမှန်ပဲသားသမီးတွေပေါ်မှာမိဘတွေကချစ်တယ်ဆိုတာလည်းအမှန်ပဲအကျိုးစီးပွားကိုလိုလားတယ်ဆိုတာလည်းအမှန်ပဲကိုယ်တိုင်မိဘဖြစ်နေတာအင်မတန်ထင်ရှားတဲ့ဥပမာပေါ့မသိတာဘူးလားသိတာတာပေါ့ဟုတ်ရဲ့လားအဲ့တော့အဲ့ဒီအချက်တွေကိုစဉ်းစားလိုက်မယ်စဉ်းစားမိမယ်ဆိုလို့ရှိရင်မိဘတွေရဲ့အပေါ်မှာကျေးဇူးတရားကိုသိမြင်နားလည်ပြီးတော့တုံ့ပြန်ခြင်းစစ်မှန်တဲ့စေတနာမေတ္တာတွေထားနိုင်ခြင်းအဲ့ဒါမျိုးကောင်းမြတ်တဲ့အပြုအမူတွေမဖြစ်ပေဘူးလားဖြစ်မယ်ဒါကြောင့်ပေးတတ်ပေါင်းသူတော်ကောင်းတို့မိဘရဲ့ကျေးဇူးတရားကိုအထူးသိမြင်ကြဖို့မလိုဘူးလားဒါကြောင့်ဦးဇင်းတို့တရားကောင်းစဉ်တတ်ထားတာကဘာလဲတော့မိဘကျေးဇူးအထူးသိပါလို့တရားကောင်းစဉ်တတ်ထားတာဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ဒီနေ့အချက်အလက်6မျိုးပြောခဲ့တယ်နော်မိဘရဲ့ကျေးဇူးတရားဆိုတာအင်မတန်ကြီးမားပါတယ်မိဘဆိုတာဗြဟ္မာပါမိဘဆိုတာလက်ဦးဆရာပါမိဘဆိုတာအိမ်ဦးနတ်ပါဟုတ်ရဲ့လားမိဘဆိုတာမြတ်သောအလှူခံပုဂ္ဂိုလ်ပါဒါတွေကိုဦးဇင်းတို့အကျေချက်ပြီးတော့မပြောဘူးနော်ကိုယ့်ဘောမှာအင်မတန်ကောင်းတဲ့အတွက်ကြောင့်မိဘဆိုတာဘာတော့ကိုယ့်အတွက်ကုသိုလ်မျိုးစေ့ကိုအင်မတန်ကြီးထွားခွင့်ပေးတဲ့အနေအထားမှာမရှိဘူးလားရှိတယ်ဒါကြောင့်မိဘရဲ့ကျေးဇူးတရားတွေကိုအဲ့လိုသိမြင်နားလည်ပြီးတော့ကျေးဇူးတရားတွေမကဘူးကျွေးဆိုတဲ့ပုံတရံတစ်မျိုးနဲ့တောင်မှကိုယ့်ဘောမှာတင်းနေတယ်ဆိုတဲ့အဆင့်ထိနားလည်ထားဖို့မလိုဘူးလားကျွေးဟောင်းဆက်ရတယ်ကျွေးသစ်ချရတယ်ရွှေအိုးမြုပ်ရတယ်ဆိုတဲ့စကားကိုထောက်ပါဂေါရမီထေရီကြီးပြောထားတဲ့မြတ်စွာဘုရားတပည့်တော်ပေါ်မှာအရှင်ဘုရားကျွေးကြည်ပါပြီဆိုတဲ့စကားကိုလည်းထောက်ထားပါအဲ့ဒါကျွေးတွေပဲမဟုတ်လားကျေးဇူးတွေရှိတယ်ကျွေးတွေရှိတယ်ဆိုရင်ရိုးသားတဲ့စိတ်သာရှိပါစေပြန်ဆက်ခြင်းတဲ့စိတ်ရှိကိုရှိရလိမ့်မယ်ဟုတ်ရဲ့လားဒါကြောင့်ပြန်ဆက်ဖို့မလိုဘူးလားလိုတယ်အဲ့ဒါလိုပြန်ဆက်ခြင်းဒီပင်နဲ့ဒါသူတော်ကောင်းတို့ရဲ့လမ်းစဉ်မှာကျေးဇူးဆိုတာမဖြစ်မနေဆက်ကြရမှာပါဟုတ်ရဲ့လားအဲ့ဒါလိုနားလည်ပြီးတော့ဘယ်လိုဆက်ကြမလဲမိဘတွေအစင်မပြေသေးအထိထိုင်ဆောင်နေမလားဒါမှမဟုတ်ရင်ကိုယ့်ရဲ့မပြည့်နိုင်တဲ့မဆုံးနိုင်တဲ့လောဘရဲ့အလိုပြည့်သည့်အထိငါအခြေအနေကောင်းမှပဲဆက်တော့မယ်ဆိုပြီးတော့ကိုယ်အခြေအနေကောင်းသည့်အထိထိုင်ဆောင်နေမလားဟုတ်ရဲ့လားဒါမှမဟုတ်လောလောဆယ်အခြေအနေမှာကိုအကောင်းဆုံးဖြစ်အောင်လုပ်မလားမစဉ်းစားတဲ့မို့လားစဉ်းစားတဲ့နဲ့အဲ့ဒါလိုနီးနေမိဘပေါ်မှာဆက်ရမယ်ကျေးဇူးဆက်ရမယ်နောက်ဆုံးကိုကကြက်တဲလွန်းလို့မတတ်နိုင်ဘူးဆိုရင်တောင်မှအ ਨੇ ဆုံးတော့ချိုတဲ့စကားအေးတဲ့မေတ္တာတော့ပေးနိုင်ရမယ်ဟုတ်ရဲ့လားပေးနိုင်ရမယ်အဲ့ဒီတည်းမှာအကောင်းဆုံးကျေးဇူးဆက်နည်းကတော့တရားတရားမရှိတဲ့မိဘကိုတရားတရားရှိအောင်ပြောပေးနိုင်ရမယ်သီလမရှိတဲ့မိဘကိုသီလရှိအောင်ပြောပေးနိုင်ရမယ်ဟုတ်လားပြီးတော့ဘာတော့စွန့်ကြဲမှုစာကမရှိတဲ့ဝင်တိုတဲ့မိဘကိုစွန့်ကြဲမှုစာကရှိအောင်ပြောပေးနိုင်ရမယ်အဲ့တော့အကောင်းဆုံးကျေးဇူးဆက်နေပါတဲ့ဟုတ်ရဲ့လားအဲ့ဒါလို့ကျေးဇူးတရားကိုသိမြင်နားလည်ပြီးတော့ကျေးဇူးဆက်ကြမယ်ဆိုလို့ရှိရင်ဒီဘဝတွင်ကိုချမ်းသာမှာပါတရားမင်းဖြစ်ကြောင်းအကြောင်းတရားပါဟုတ်ရဲ့လားမိဘရဲ့မေတ္တာနဲ့မေတ္တာတွေတပတ်လည်ပြီးတော့အင်မတန်ကြက်သေးရှိတဲ့အေးချမ်းတဲ့အိမ်တအိမ်ဖြစ်လာနိုင်တယ်ဟုတ်ရဲ့လားကိုယ့်ရဲ့မွန်မြတ်တဲ့ဒီစေတနာတို့ရဲ့အကျိုးပေးကိုဒီဘဝတွင်မခံစားရပြီဘူးလားခံစားရလိမ့်မယ်
နောက်တစ်ချိန်မှာနောက်တရရစေအကြောင်းလည်းမရှိဘူးဟုတ်ရဲ့လားအဲ့ဒါလို့အမျိုးမျိုးသောအကျိုးတရားတွေကိုလည်းမျှော်ကိုပြီးတော့ကျေးဇူးတရားကိုဆက်ဖို့မလိုဘူးလားလိုပါတယ်အကယ်၍ကျေးဇူးကိုမဆက်တဲ့အပြင်ကမ်းမယ်ဆိုရင်တော့ကျေးဇူးတရားကိုအတိအမှတ်မပြုတ်နိုင်ဘူးဆိုရင်တော့ဣဒ္ဓပေါင်းသူတော်ကောင်းတို့ဘာဖြစ်နိုင်တော့မီးလို့လောင်ကျွမ်းခြင်းကိုခံရစေနိုင်တယ်ကိုယ့်ရဲ့ဘဝဟာအင်မတန်ပူပူလောင်လောင်ဖြစ်လိမ့်မယ်ဟုတ်ရဲ့လားအေးတခါတလေစိတ်ဆင်းရဲတာကပဂတိမီးကိုကိုက်မိတာတဲ့တောင်ခံရခက်တာမျိုးရှိတယ်မို့လားအေးဒါကြောင့်ဘဝမှာအစင်မပြေခြင်းဆိုတဲ့မီးတွေအလောင်မခံရအောင်မိဘကိုဂယုတစိုက်တမျက်တနိုးတန်ဖိုးထားပြီးတော့ဆက်ဆံကြဖို့မလိုဘူးလားလိုတယ်ဒါအပြစ်တရားတွေကိုပြောနေတာနော်မိဘကိုကျေးဇူးမဆက်ကျေးဇူးမသိဘူးဆိုရင်ဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ကိုလိုသားသမီးမျိုးရတတ်တယ်ဆိုတာကိုလည်းပဲယုံကြည်သောအဖြစ်ဒါကတော့ဦးဇင်းတို့အထင်ကလေးကိုပြောတာပါဟုတ်ရဲ့လားကိုကကျေးဇူးတရားနာလဲမိဘကျေးဇူးကိုသိအဲ့ဒါလိုအသိဉာဏ်ရှိတဲ့ကျေးဇူးတရားသိတဲ့လူမျိုးဖြစ်မှကိုသားသမီးကလည်းပဲကျေးဇူးတရားနာလဲကျေးဇူးသိအသိဉာဏ်ရှိတဲ့သားသမီးမျိုးလေးတွေရမှာဟုတ်ရဲ့လားအေးအဲ့ဒါလိုစဉ်းစားပြီးတော့ကိုယ့်ဘဝရှေ့ရေးကိုတွေးသောအဖြစ်လည်းပဲမိဘတွေရဲ့အပေါ်မှာတတ်နိုင်သမျှကောင်းကြဖို့မလိုဘူးလားလိုပါတယ်ဟုတ်ရဲ့လားဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့ဒီကနေ့ညဦးဇင်းတို့အချက်အလက်6ခုနဲ့ဘေးသက်ပေါင်းသူတော်ကောင်းတို့ကိုမိဘနဲ့သားသမီးရဲ့ကြားမှာထားရှိရမယ့်စိတ်ထားကလေးတွေကိုတတ်နိုင်သမျှဒါပြောလိုက်ပါတယ်ဟုတ်ရဲ့လားတတ်နိုင်သမျှပြောလိုက်ပါတယ်ကောင်းကွက်ကိုသာစုံအောင်ကြည်ပါငါဘာလုပ်ရမလဲဆိုတာကိုကိုဆုံးဖြတ်ချက်ချပြီးသားဖြစ်သွားပါလိမ့်မယ်သဘောပေါက်လားဦးဇင်းပြောတာနော်ကောင်းကွက်ကိုတော့မျက်နှာမလွှဲနဲ့နော်အေးအဲ့ဒါကိုတော့မျက်ကွယ်မပြုတ်နဲ့မိဘတွေဟာကိုယ့်ပုံမှာကောင်းတယ်ဆိုတာဘယ်လိုမှညင်းလို့မရဘူးအဲ့ဒါဒစိမ့်စိမ့်သာတွေးနော်ငွေရေးကလေးကစပြီးတော့ဒီကနေ့အချိန်ထိမိဘတွေရဲ့ကိုယ့်ပုံမှာတင်ရှိနေတဲ့ကျေးဇူးတရားထားရှိထားတဲ့စေတနာချစ်ခင်မြတ်နိုးတဲ့မေတ္တာဒါတွေကိုသိအောင်ဘာလုပ်ရမလို့ကြိုးစားရမယ်မရှိတဲ့အရာကိုသိအောင်လုပ်ရတာအင်မတန်ခက်တယ်ရှိတဲ့အရာကိုသိအောင်လုပ်ရတာဘာမှခက်ခဲမှုမရှိပါဘူးသိအောင်မလုပ်ကြလို့သာမသိကြတာသဘောပေါက်ရဲ့လားဦးဇင်းပြောတာပေါ့အဲ့တော့မိဘရဲ့မေတ္တာစေနာကျေးဇူးတရားတွေကတကယ်အရှိတရားတွေပဲမဟုတ်လားဟုတ်လားအဲ့ဒါလေးကိုဒစိမ့်စိမ့်ပြန်စဉ်းစားလိုက်ရင်ပေါ်မလာပြီဘူးလားအေးအဲ့ဒါလို့ဩငါပေါ်မှာအင်မတန်ကောင်းတာငါပေါ်မှာအင်မတန်ကောင်းတာလို့သိရခြင်းဒီပဲလေငါပြန်ကောင်းမှဖြစ်မယ်ငါပြန်ကောင်းမှဖြစ်မယ်ဆိုတဲ့အတွေးကိုမဖြစ်စေဘူးလားဖြစ်မယ်အဲ့ဒါလို့ဆိုရင်မိဘတွေအစင်မပြေသေးအထိစောင့်နေပါမလားမစောင့်တော့ဘူးစားတရားမရှိလို့သွားကြွေးတာမဟုတ်ဘူးနော်စိတ်ပိုင်းဆိုင်ရာကြည်နူးမှုကိုရစေခြင်းတယ်မိဘတွေကိုစိတ်ချမ်းသာမှုဖြစ်စေခြင်းတယ်ကိုယ်တိုင်လည်းပဲကုသိုလ်တွေရစေခြင်းတယ်ကိုယ့်ရဲ့လုပ်အားလေးနဲ့ကိုယ့်ရဲ့အစွမ်းလေးနဲ့ဖြစ်ထားတဲ့ဒီစားွယ်တောက်ဖွဲ့ဝတ်ဖွဲ့ကလေးတွေသွားပေးရတာဘယ်လောက်ကြည်နူးစရာကောင်းလဲဟုတ်တယ်မဟုတ်လားအေးဒါကြောင့်ပိဿပေါင်းတော်တို့အလေးထားပြီးတော့ပြောချင်တာကတော့လက်တွေ့ကြတာကိုပဲပြောချင်တယ်မိဘတွေကိုအစင်မပြေတဲ့အထိထိုင်ပြီးတော့စောင့်မနေပါနဲ့ဟုတ်ရဲ့လားနော်ပြီးတော့ဘာတော့ကိုအစင်ပြေခြင်းတလောက်ကြီးပြေသည်အထိလည်းပဲထိုင်ပြီးတော့စောင့်မနေပါနဲ့ဘာမှမတတ်နိုင်ဘူးဆိုရင်လည်းပဲအ ਨੇ ဆုံးချိုတဲ့စကားအေးတဲ့မေတ္တာတော့ပေးပါဒါကလေးကတော့ဦးဇင်းကအနှစ်အနေနဲ့ပြောခြင်းနဲ့ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ကြီးမားလှတဲ့မိဘတို့ရဲ့ကျေးဇူးတရားမေတ္တာတရားကိုပြန်လဲတုံ့ပြန်သောအဖြစ်မြတ်စွာဘုရားရဲ့စကားတော်ကိုလိုက်နာကြတဲ့ကိုယ့်ကိုယ်ချမ်းသာအောင်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်ဦးဇင်းတို့တရားဟောတာတနာရီနဲ့15မိနစ်ရှိသွားပြီနော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့စကားတွေကတော့ထက်နေတယ်ဒါပထမဦးဆုံးဟောတာပဲမိဘမေတ္တာနော်ဒါကြောင့်ဦးဇင်းတို့မိဘကျေးဇူးအထူးသိပါတဲ့မေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်နော်ဘဝတုသဗ္ဗမင်္ဂလာရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘောတုတိဘဝတုသဗ္ဗမင်္ဂလာရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဘောတုတိဘဝတုသဗ္ဗမင်္ဂလာရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဘောတုတိတေတုံမာကသင်တရားနာပိသပေါင်းသူတော်ကောင်းတို့သာဓာအလုံးသောတတ္တဝါနန္ဒတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သော
နာမျက်နှာကောင်းနာပေါင်းတို့ကလည်းပဲရက္ခဏုကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းသာဝဗုဒ္ဓနုဘဝေနကိငါဝါလူသေးစုမကပွင့်တော်မူကြတဲ့ဆုစုတော်တာပါဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းသာဝဓမ္မနုဘဝေနမဲလီတံဖူလီတံနိဗ္ဗာန်ပရိယတိယဆိုသောစေတံတော်တရားတော်မြတ်တို့ရဲ့တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းသာဝသံဃာနုဘဝေနဘဂထံလေးရောက်ပလထံလေးရောက်ဆိုသောရှင်ရောက်တော်ရိယသံဃာရှင်မြတ်တို့နှင့်တကွာသီလကုံသမာဓိကုံပညာကုံတို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိတံကအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေခမဆိုင်ခြင်းရှိတိုင်းခြင်းရှိတိုင်းဒုက္ခိကိုယ်စိတ်နှပြချမ်းပါချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း